မင်္ဂလာပါရှင်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ KIO KIA တို့မှကချင်အထူးဒေသတဲ့နယ်စပ်ဒေသရှိလူနေအိမ်များကိုအခွန်အလွန်အကျွံကောက်ခံသောကြောင့်ထွက်ပြေးတိမ်းရှောင်သူပုံမှုများပြားလာဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်KIO KIA တို့ကနေမြန်မာတရုတ်နယ်စပ်ရှိလူနေအိမ်တွေကိုတနစ်စာအခွန်ဟုဆိုကတရုတ်ငွေယွမ်12000ကောက်ခံလျက်ရှိပြီးမပေးဆောင်နိုင်ပါကဖမ်းဆီးတာတွေကိုပြုလုပ်နေတဲ့အတွက်ထွက်ပြေးတိမ်းရှောင်သူပုံမှုများပြားလာတယ်လို့ပန်ဝါနယ်စပ်ဒေသမှာထွက်ပြေးတိမ်းရှောင်လာသူတဦးကပြောပါတယ်သူတို့ကတနစ်စာအခွန်ဆိုပြီးတော့ကောက်တာဟုတ်တယ်မပေးနိုင်တဲ့အိမ်တွေဆိုရင်တအိမ်တယောက်စစ်မှုထမ်းဖို့ပြောတယ်စစ်မှုထမ်းဖို့လူမရှိဘူးဆိုရင်အိမ်သားတယောက်ယောက်ကိုဖမ်းသွားပြီးအခွန်ဆောင်မှပြန်လွှတ်ပေးတယ်ပတ်စံရှိတဲ့သူတွေကတော့ပေးနိုင်တာပေါ့ကျွန်တော်တို့လိုအခြေခံအလုပ်သမားတွေကြတော့မပေးနိုင်ဘူးသူတို့လက်အောက်မှာစစ်မှုလည်းမထမ်းချင်တာကြောင့်အခုလိုထွက်ပြေးတိမ်းရှောင်လာတာပါလို့သူကပြောပါတယ်ဒါအပြင် KIO KIA လက်နက်ကင်အဖွဲ့မှကုန်စည်ရင်များအိမ်စီးကားများနဲ့ခီးသွားပြည်သူတွေထံကနေနှစ်စင်ကြေးလစင်ကြေးဟူ၍အမျိုးမျိုးဆက်ကြေးကောက်ခံနေတဲ့အပြင်ဒေသခံပြည်သူတွေကိုခီးသွားလာခွင့်အားတပတ်ထက်မကျော်ရန်ချင်းချောက်ပြောဆိုထားပြီးတပတ်ထက်ကျော်လွန်ခီးသွားသူများရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုအလုံးကိုချိတ်ပိတ်သိမ်းဆည်းခြင်းတွေပြုလုပ်နေတယ်လို့သိရပါတယ်အခုဒေသမှာကအခွန်အကြောင်းပြပြီးအမျိုးမျိုးဆက်ကြေးကောက်နေတော့ဒေသကလူတွေကမနေရဲကြတော့ဘူးထွက်ပြေးကြတာများတယ်ဒါကို KIO KIA တို့ကတီးတော့ခီးသွားခွင့်ကိုတပတ်ဆိုပြီးလှုပ်လိုက်တာဟုတ်တယ်အခုဒေသမှာလူတွေကလည်းနဲလာတယ်စစ်မှုထမ်းဖို့လူကလည်းမရှိဆိုတော့သူတို့ကနှီးမျိုးစုံနဲ့ချင်းချောက်ပြောဆိုပြီးဒေသကလူတွေကိုပြန်လာခိုင်းနေတာဒါပေမဲ့တော်တော်များများကသူတို့လုပ်ရက်ကိုမကြိုက်လို့ပြန်မသွားကြဘူးအခွန်ကနဲလာတော့ဒေသကဘိုးဘွားပိုင်မြေတွေကိုတရုတ်လုပ်ငန်းရှင်တွေကိုလက်ညှိုးထိုးရောင်းစားကြတယ်သူတို့လုပ်ရက်ကအရန်ကိုအောက်တန်းကျလွန်းတယ်လို့ကမ်ပိုက်ဒီနယ်ဆက်မှထွက်ပြေးတိမ်းရှောင်လာသူတဦးကပြောပါတယ်KIO KIA အဖွဲ့အစည်းမှာကချင်အထူးဒေသတဲ့အတွင်းနေထိုင်ကြတဲ့ဒေသခံပြည်သူတွေရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုဖျက်ဆီးခြင်းသိမ်းဆည်းခြင်းများပြုလုပ်နေတဲ့အပြင်တယံဇာတအလွန်အကျွံတူးဖော်ခြင်းနဲ့ဒေသခံပြည်သူတွေကိုဖိနှိပ်ချုပ်ချယ်ခြင်းတွေကိုလှုံ့ဆော်လျက်ရှိတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသတဲ့နယ်မြေအတွင်းဖြစ်ပေါ်နေတဲ့သတင်းထူးသတင်းဦးများစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးနဲ့နိုင်ငံရေးသတင်းတွေကိုကဏ္ဍဆောင်လင်စွာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နားတော်တာဆင်ပေးကြတဲ့ပရိသတ်တွေကိုထူးပဲကျေးဇူးတင်ပါတယ်။